ဇက်ကမေတောင်ညအိတ်တက်မှာပေါ့နော်ကျွန်တော်6ကောင်းမြောက်ပေါ့6ကောင်းမြောက်ညအိတ်တက်တာတော့ဒုတိယအကြိမ်အခုတက်မယ်4နာရီကျော်ရှိပြီတင်တယ်ကျွန်တော်တို့မြို့တယ်နေထွက်ခဲ့တာတော့4နာရီမထိုးခင်ပေါ့နော်ခုတောင်တက်မယ်6ကြိမ်မြောက်ဆိုတော့ထွေတူတော့ဟိုမရှိတော့ဆိုတော့ကျွန်တော်နဲ့တူဇက်ကမေတောင်ညအိတ်ကိုဒုတိယအကြိမ်လေးထပ်ပြီးတော့လိုက်ခဲ့ပြီကိုဖိတ်ခေါ်ပါတယ်စံကိမိန်တောင်ညအိတ်ခီအတွက်ကျွန်တော်တို့တန်ငယ်ချင်းတွေစုပြီးတော့မြို့တွေကနေပြီးတော့တောင်ချီကို3ဘိန်းငှားပြီးတော့သွားကြတယ်ကျွန်တော်တို့ဆိုင်ကယ်နဲ့သွားလို့ရှိရင်ညအိတ်ခီဆိုတော့တောင်ချီမှာကျွန်တော်တို့ဆိုင်ကယ်တွေထားခဲ့ရမှာခက်ခဲဖြစ်မှာဆိုတော့လေကျွန်တော်တို့ဒီ3ဘိန်းလေးနဲ့ပဲငှားပြီးသွားခဲ့ကြတယ်အဲ့ဒီနဲ့တောင်တက်မှာဖြစ်ပါတယ်တောင်ဝဲလည်းသူ့နီသူ့ဟန်မောတယ်ဒါလည်းသူ့ဒီကြားထဲမှာဟိုတန်လေကားတွေစီရောက်ရင်နေလို့လားကျွန်တော်ကကိုစင်ပြင်းနဲ့ဆက်ခဲ့ရနော်ထက်ရည်တကုံရောက်ပါပြီအဲ့ဒါ30လောက်တော့ရှာရတယ်ဖြည်းဖြည်းချင်းရှောက်တော့ဒီလိုအေးစေးမိုက်တယ်ဟေးဆရာဒီလိုက်တင်ဆူမိုင်းဟာလားမနနာလေးပါမတော်ရင်မတော်ဘိုင်ဘိုင်ကျာ6နိုင်ချိုးပြီအခုမှဒီကားလေးရောက်နေပြီအဲ့ဒီဆိုတော့နောက်နည်းနည်းလေးတက်လို့ရှိရင်တော့ရောက်တော့မယ်6နိုင်ခွဲလောက်မှရောက်မှချင်းတယ်ကျွန်တော်တို့နော် ဒီလေကားရောက်ပြီဆိုတော့နည်းနည်းနီးလာပြီပေါ့နော်ဝါဒီနီးလာဤမလှောက်ပါဟုတ်တယ်လောက်သွားလို့လည်းပြန်ညင်လိုက်မယ်တလုံးဝလိုက်ဘူးလေရောက်နေချိုးကြည့်ရည်လည်းမညင်တော့တက်ရောက်စိတ်ကောင်းပါကြော်ပါတယောက်ပြီးတယောက်ကြော်ပါဟင်းဖြစ်ပါတယ် Hello မစင်ဝင်တော့မဆက်ပါဘူးပါ Hello ရှောက်ထားမယ်ကြောက်ပြားတို့ခွဲ့ရဲလို့ရလားရရလုံးဝရှယ်ပဲရောက်တော့မယ်ဟောရတယ်ရောက်တော့မယ်ဒါပဲမြင်မြောက်သေးပါဟိုမှာမီးတွေမြင်ညာရှိပြီဒါပဲပဲကျွန်တော်တော့မသိဘူးညာဟောမြို့တယ်ပဲဆံမကြရနော်ဒါဆိုအဲ့ဒါလားအဲ့ကာကြီးဝင်ပါချာတက်ပါနေအောင်အဲ့ဒီတိုင်းပဲမင်းစားတော့မယ်ဘိုက်ဆန်နေဘိုက်ဆန်နေမှချူဒါတော့ကောင်ကနေမှရိုက်တယ်ရောက်တာဘိုက်ဆန်နေစားတယ်ဒါဟင်းကြိုလေးကောင်းတယ်မကုန်သေးရရစားရဖက်ချင်မေးရချင်းမိရပြလာပြီဦးလာလိုက်ခါရီခင်းလာလိုက်လူရှိတယ်အဲ့တော့အထုပ်တွေဆက်မယ်ကျွန်တော်ပြောမယ်ညောကြည့်ရမြင့်ကြော်အားလေးကုန်ပြတယ်ပြမလိုက်မယ်ဟာပြလာရမ်းပြီလေရမ်းကြည့်တယ်ကောင်းတယ်ဖိုင်ရန်ဆိုင်လေဒီဟာကြည့်လေကြည့်တယ်အရင်မောလို့ဖိုင်ရန်ဆိုင်လေကိုကညစာစားပြီးလို့အိမ်မက်နေရသွားနေပါပြီအိမ်မက်နေရတော့ဒီစီဒီရင်ပြင်ရဲ့ဒီထဲမှာပါနော်တိနေရယူနေဖြာခင်းအဲ့ဒီလိုက်တော့ဒီဟာကိုအရှင်ကအိတ်လိုက်တယ်မော်တော်ကျွန်တော်လည်းကင်းမအေးရမှာပေါ့ဆောင်းတော့ရပြီခင်းအိတ်ဖို့ဖြာလေးလို့ဘုံကြီးကြောင့်ဖြာလေးသွားယူဦးရှိတာဟုတ်တယ်ဟုတ်တယ်ဖြာလေးနိုင်ပဲပုတ်တိဒီမှာလာရေတော့မချိုးတော့ဘူးအမကဘုံနဲ့ကိုနဲ့ရှေးပြီးတော့ skin care
ဒီမှာဖွက်တယ် ကိုကိုမြည်ထွက်လိုက်အောင် ရေမိုးချိုးတက်ရှင်ပြီးလို့ဖျားရင်မြင်ပေါ်ကိုရောက်နေရဲ့ဘာဒီမှာလည်းရှော့တစ်ဖက်တော့ရေကော်ဖီရေနွေးပေါ့မီးခုနကမှမီးပြတ်သွားတော့မီးမှောင်နေဒါတော့နောက်မှစီရီဒါတော့တယောက်ချင်းစီလာတဲ့မုံကြီးဒါတော့တောင်ပေါ်ဆန်ရမှလည်းတစ်ဖက်တော့ရေဒီကော်ဖီဟာတည့်ရည်ရပါတယ် အဲ့ဒီမှာချောကလက် ဒီဒီ cheese cake တွေလည်းဖတ်တော့နေ ရှယ်ပဲတကယ်အစုံလုံးဝကုန်စုံဆိုင်လို့ပဲရှာကောင်းပါဒီလေးပေါ်မှာကိုတစ်ပါဒီမှာကြည်စမ်းပါညီလေးထက်ပိုင်းပါ လာပဲဖုတ်ဆက်ပြော ပေးစားပြီးရနဲ့ဖရားရေးပြမှာဖရားရှိခုပြီးတော့ bring မစင် ရတိစားပါဦး ဘာစီကောင်းရေးအမွေ ရုပ်ခံတော်တော်ရှိတော့ရုပ်ပြောင်းကိုယ်တိုင်ရှိဟဲ့နောက်ခါရီဖြူးနေရောအမနဲ့ညီမနဲ့နောက်ခါဖြူးနေ ကဲလူစုံတက်ဆုံးတောင်းပေါ်မှာဟာလိုက်အောင် 56မြောက်အော်ကျောင်းလေးကျောင်းလေးကျောင်းလေး ကျွန်တော်တော့ခွေးလာကျွန်တော် ကုစောကမင်းတောင်းပေါ်မှာပေါ့နော်ဒါကတော့ဒုတိယကြိမ်ညအိတ်ဒီဘော်ဒါအစ်စ်တွေနဲ့တောင်းပေါ်မှာအေးတယ်ဒါပေမဲ့ကျွန်တော်မှဟူဒီ share ပဲပါတယ်ဒီဟာမှာဟွာလေးဘက်ပန်လေးတစ်ပိုင်းပါတယ်ဘောဒီဟူယူလို့ဆိုတဲ့သူနဲ့ကြွရတဲ့ပုံတွေပြန်ကြည့်တဲ့သူနဲ့ဟိုတွေပါဒီစာ coffee တောက်ပြီးတော့စကားတွေပါပြောပေါ့ကျွန်တော်လည်းနည်းနည်းညရှုခင်းလေးလိုက်ကြည့်ရင်လည်းတစ်ပတ်ပတ်လိုက်မယ်ဒါပဲလိုက်ခဲ့ဒီတော့လူတွေအဲ့တဲ့နဲ့စီနဲ့တရားမှာဒီလူကြီးတွေရောနဲ့ပိုင်းပါလေသူတို့တရားတီးတင်ရှိရလားမသိပါဘူးတချို့ဖျားဝတ်ပြတဲ့သူတွေလည်းတော့ရှိကဲလိုက်ကြည့်လိုက်အောင်ဟိုအန်တီတွေဟိုဖျားဝတ်ပြနေတဲ့ဖျားရှိခိုးနေပေါ့ကျွန်တော်တို့ကတော့ခုနကတော့ဖျားဟိုရှိခိုးလို့ပြီးချိုးကတော့စောကျွန်တော်ကတော့ဒီတောင်ပေါ်ကနေပြီးတော့အဲ့အညာရှုခင်းကြည့်ရတယ်ပေါ့ဒီမှာအဖွဲရတရားတော့ဖျားရှိခိုးနေနောက်ခေါ်တော့မှနောက်တစ်ဖွဲတော့ဦးနိုဆော့နေတချို့ကတော့နည်းနည်းလေးအိတ်ချင်ပြီးတင်တဲ့တောင်တက်တာအပင်မန်တော့လူကညာ let's do let's do it စမကတူမရှိရဆွဲအရင်ပဲ ညာဟိုအဲ့အရောစိမ့်မဲ့ချာ စိမ့်မဲချာ3 အိတ်နေပြီအိတ်နေပြီ 8 deal ပါလေ 7 ဆိုင်အောင်လေစိမ့်နေ ပြင်ပါပြီတောင်တဲညအိတ်8နိုင်လားဘယ်လောက်လဲဟာဒီမနေထွက်တော့ ရောက်တယ်လားအဲ့နာမအငင်းညာလည်းကြားရနော်တုံးတုံးနဲ့ဘာပြုတ်ကြရလဲ ခုကနောက်ထပ်ဓာတ်ပူရိုက်မယ်နေရာတစ်လေဝါ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 ခက်ခက်ရဖြစ်တဲ့ဒီနေရာကိုမရိုက်ဖြစ်တာပေါ့နော်ခုကတော့အစင်းအပြန်ညအိတ်ပြန်ပြီးတော့ဒီနေရာလေးမှာရိုက်ကြည့်မယ် ဒီကရှုကဲကိုအဲ့ဒီနောက်ကမရိုက်တော့ညှိပြီးတော့လေအထိုင်ထား အေးအဲ့ဒီဆင်းမလား အဲ့ဘယ်လဲဆရာမိုက်တယ်လေ ဟုတ်ပြီမစင်းရဘူးအဲ့လိုကြီး နည်းနည်းဇိုးဆွဲလိုက်ဆရာ တို့ဒီပုံလေးရမယ်1 2 3 စိတ်တယ်မညော့တယ်လေ ဒီ view မှာဒါပထမဆုံးရိုက်ဖူးတာဒုတိယခါတောင်တဲညအိမ်မှာပေါ့နော်ရောက်တာတော့9ချိန်မြောက်မှာဒါ first time ဒီနေရာလေးရောက်ဖြစ်တာမရိုက်ဖြစ်ဘူးတော့တန်းကကြည့်လိုက် ဆရာကမယ်ဆရာကတမြောက်အရင်တမြောက်ပုံနဲ့
有呀，那看把包哟。看到我发了啊。哦。 ဒီလေကားနေရာလေးကဟိုဟာလေအရန်လှတာမိုးရင်းရွှေနေဒီရေကြာနေတဲ့နေရာလေးပေါ့နော်တကယ်ဒီနေရာရဲ့ဘယ်လိုပြောမလဲစိတ်ကနေချလို့ပြောရမှာပေါ့နော်ဒီစက်ကမင်တာနေရာမှာတော်တော်များများလည်းတက်ပုံတွေရိုက်ကြတယ်။ကျွန်တော်ညတော့ကတော့မှောင်နေတော့မရိုက်ဖြစ်ဘူး။အစင်းဗီဒီယိုတွေပေါ့။တော်တော်လေး nice video ဟောပါလေ။နိုင်နီးပါတောင်းအောက်ကိုဆင်းရပေါ့နော်။ဆင်းရတယ်ဆိုတာလည်းလမ်းမှာဓာတ်ပုံရိုက်နေရတယ်ညကတေချာလေးမရိုက်ဖြစ်တော့လေမောင်းနေတော့ခုနိုင်နီးပါဆင်းတော့တောင်ချီရောက်ပါပြီဒါခုဆိုရင်ဂုံးကြီးမြောက်ဒုတိယအချိန်မြောက်ညအေးလီပြီးပြီ bye bye see you next video